ကဘိုးချစ်ကတော့ကျွန်တော်တွေ့မှုတဲ့ဥက္ကဋ္ဌထဲမှာတော့တော်ကိုအောင်မြင်တဲ့ဥက္ကဋ္ဌတယောက်ပါပဲအေးဥက္ကဋ္ဌတွေမလုပ်နိုင်တဲ့အလုပ်တွေသူလုပ်တယ်ကျွန်တော်တို့တပင်းရွာတဲဖို့9ရက်ခန့်အဲ့ဒါကိုတင်ပြပေးပါပြီလူကြီးတွေကို EC ကျွန်တော်တို့အပါဝင် EC ဖွဲ့နဲ့သွားပြီးတင်ပြထားပါတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျတော့တချို့လူတွေပြောနေတဲ့မင်းတို့ကိုဘိုးချစ်ကခေါင်းဆောင်ကောင်းပြီးတရအောင်တပင်လောကသားတွေအတွက်ဘာတွေလုပ်ပေးခဲ့တယ်လဲဘာတွေကောင်းကျိုးပေးခဲ့တယ်လဲဆိုတဲ့ comment တွေလေးရှိခဲ့ပါတယ်အဲ့ဒီ comment တွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့လာရောက် reaction လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကတပင်တဲတွေအတွက်ဖိုးချစ်ကဘလို့ပုံစံမျိုးနဲ့ကိုကြီးဖြည့်ရှင်းပေးခဲ့လဲဆိုတာကိုအိုးမှုတွေပြောတဲ့စကားကိုတစ်ချက်လောက်နားထောင်ကြရအောင် let's goကဘိုးချစ်ကတော့ကျွန်တော်တွေ့မှုတဲ့ဥက္ကဋ္ဌထဲမှာတော့တော်ကိုအောင်မြင်တဲ့ဥက္ကဋ္ဌတယောက်ပါပဲ။ဒါသူ့လက်ထဲမှာသူကဥဆောင်ပြီးတော့ငွေနဲ့ရှာနိုင်တယ်။ငွေရှာနိုင်ဆိုရှိတာမဟုတ်ဘူးရှင်းတာငားတာအခုတော့ကျွေးနဲ့ဆောက်တာကဒါတွေ။ဒါပေမဲ့အဲ့ဒါတွေကိုဘယ်လိုကျွေးယူပြီးသူဘယ်လိုဆက်မယ်ဆိုတာမှသူ့ကောင်းထဲမှာပဲရှိလိမ့်မယ်။လူမှုရေးလူတွေကိုစောင့်ရှောက်တာရောနောက်ပြီးတော့အခုသပင်ဒီတိုးတဲ့အောင်လုပ်တာရောဒါသူ့လက်ထဲမှာသူကဥဆောင်ပြီးတော့အေးဥက္ကဋ္ဌတွေမလုပ်နိုင်တဲ့အလုပ်တွေသူလုပ်တယ်ခုနကဆိုအခုကကျွန်တော်တို့ဟိုထောက်ကျန်းဟိုထဲမှာကျွန်တော်တို့တပင်းရွာတဲဖို့9ရက်ခန့်အဲ့ဒါကြီးဟုတ်ကဲ့အဲ့ဒါလေးတောက်ထားလို့ရထားပါတယ်အဲ့ဒါတပင်းတဲတွေပဲရှိမယ်အပြင်လူတယောက်မှမပေးပါဘူးအဲ့ဒါကိုသူကစီမံရက်ချပြီးတော့တိုက်တွေပါလေဆောက်ဖို့ပါရောအဲ့ဒါအိမ်တော်စု1000အတွက်9ရက်ကအိမ်တော်စု1000နေဖို့အခန်းတွေလုပ်မယ်အကုန်လုံးတိုက်တွေဆောက်တယ်အဲ့ဒါကိုတင်ပြပေးပါပြီလူကြီးတွေကို EC ကျွန်တော်တို့အပါဝင် EC ဖွဲ့နဲ့သွားပြီးတင်ပြထားပါတယ်ဒါကတော့ဖိုးချစ်ဥက္ကဋ္ဌကိုခက်ထားတဲ့ကာလအတွင်းမှာသူဘာတွေလုပ်ပေးခဲ့လို့လဲသူဘာတွေကောင်းကျိုးပြုခဲ့လို့လဲဆိုတဲ့အဲ့ဒီမေးခွန်းတွေအတွက်ကျွန်တော်လာရောက်ဖြေရှင်းပေးခြင်းဖြစ်ပါတယ်ကိုဘိုးချစ်ကတပင်လောကသားတွေဒုက္ခရောက်နေတဲ့အချိန်မှာသူ့မှာပတ်စံမရှိတော့မှအဲ့ဒီတပင်လောကသားရဲ့ဒုက္ခကိုဖြေရှင်းဖို့အတွက်မရှိတဲ့ပတ်စံနဲ့သွားချီးပြီးတော့မှဒုက္ခရောက်နေတဲ့တပင်လောကသားတချို့ကိုကူညီပေးခဲ့တယ်ခုနဦးမှုတွေပြောသလိုပဲရှိတဲ့အကျွေးကသူဘယ်လိုပုံစံမျိုးဆက်ရမလဲဆိုတာကိုတခြားသားတွေကိုသူအပူမပေးဘူးသူကလွဲလို့ဆိုတော့ကဒီတလောမှာအခုတက်လာတဲ့ဒီကိစ္စရပ်နဲ့ပတ်သက်ပြီးတော့နည်းနည်းတော့တပင်သားတဲ့အတွက်နောင်တတစ်ခုတော့ရသွားလောက်မယ်လို့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူစီမံခက်ထားတဲ့ပေါ့နော်သူရည်ရွယ်ထားတဲ့ဒီတပင်တဲ့လောကသားတွေအတွက်ဒီတိုက်ခန်းပေါ့နော်ဆိုတဲ့အရာကိုသူမလုပ်ပေးနိုင်တော့ဘူးပေါ့နော်ဒါပေမဲ့နောက်လာမယ့်ဥက္ကဋ္ဌတွေလုပ်ပေးနိုင်လားမနိုင်ဘူးလားဆိုတာကတော့သိတော့ပေါ့ဒါကြောင့်မလို့ဒီဗီဒီယိုကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဘိုင်ဘိုင်